မင်္ဂလာပါဘောလုံးဝါသနာရှင်ပရိသတ်တို့ရေလန်ဒန်မြို့ကြီးကတော့တုံခါနေပါပြီရှင်။ဘာလို့လဲဆိုတော့မနေ့ပြန်မှာဆင်လာကြီးမားတဲ့လန်ဒန်ဂျာဘီပြိုင်ပွဲနှစ်သင်းဖြစ်တဲ့အာဆင်နယ်နဲ့ချယ်လ်ဆီတို့က EFL ကပ်ရဲ့ဘိုးလူပွဲလက်မှတ်တစ်စောင်းအတွက်ထိပ်တိုက်တွေ့ဆုံတော့မှာဖြစ်လို့ပါပဲ။အနီလားအပြာလားဘယ်သူကဝမ်ဘလီကွန်းစီကိုတက်လှမ်းသွားမလဲ။ဒီနေ့ဗီဒီယိုမှာတော့ဒီပွဲစဉ်အားသာချက်အားနည်းချက်တွေနဲ့စိတ်ဝင်စားစရာအချက်တွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ပေးပါအောင်နော်။အရင်ဦးဆုံးအင်ရှင်အာဆင်နယ်ဘက်ကိုကြည့်ရအောင်ပါ။အာဒီတာရဲ့အာဆင်နယ်ကတော့လက်ရှိမှာစိတ်ရုပ်တရုပ်လိုတည်ငြိမ်နေပါတယ်။သူတို့ရဲ့အဓိကလက်နက်ကတော့ကွန်းလယ်ကအိုဒီဂတ်ရဲ့ဖန်တီးမှုတွေနဲ့တောင်ပန်ကစက်ကားရဲ့အမြန်နှုန်းမြင့်ထိုးဖောက်မှုတွေပါ။အာဆင်နယ်ဟာဒီဟာတီမှာအိမ်ကွန်းဆိုရင်တော့ပို့ပြီးတော့ကိုကြောက်စရာကောင်းတဲ့အသင်းဖြစ်နေပါတယ်။ဒါပေမဲ့သတိထားရမှာကသူတို့ရဲ့ခံစစ်ပိုင်းဟာတခါတလေပေါ့ဆတ်တက်တာကြောင့်ချယ်လ်ဆီရဲ့တံမြန်တိုက်စစ်ကိုဘယ်လိုထိန်းချုပ်မလဲဆိုတာစောင့်ကြည့်ရမှာပါ။တစ်ဖက်ကချယ်လ်ဆီကိုကြည့်မယ်ဆိုရင်တော့သူတို့ကအန်စာတုံးလိုပါပဲရှင်။ဘယ်ချိန်မှာဘာထွက်လာမလဲဆိုတာခန့်မှန်းရခက်ပါတယ်။ဒါပေမဲ့သူတို့မှာကမ္ဘာအဆင့်ကစားသမားတွေရှိနေသလိုအထူးသဖြင့်ကိုပေါင်းမားရဲ့တဦးတဲ့ခြေစွမ်းကလည်းပွဲရဲ့အဆုံးဖြတ်ကိုပေးသွားနိုင်ပါတယ်။ချယ်လ်ဆီဟာဖလားပြိုင်ပွဲတွေမှာအမြဲတမ်းအစွမ်းပြလို့ရှိတဲ့အသင်းဖြစ်လို့အာဆင်နယ်အတွက်တော့အိမ်မက်ဆိုးဖြစ်လာနိုင်ပါတယ်။ကွန်လက်တိုက်ပွဲမှာအန်ဆိုနဲ့ဂိုက်စတိုတို့ကအာဆင်နယ်ကိုဘယ်လောက်ထိရှင်းနိုင်မလဲဆိုတာကပွဲရဲ့အဖြေပါ။အာဆင်နယ်ဟာအိမ်ကွန်းမှာကစားရမှာဖြစ်လို့ PRP ကစားမယ်ဆိုတာကတော့သိကြနေပါတယ်။ဒါပေမဲ့ချယ်လ်ဆီရဲ့တံမြန်တိုက်စစ်ကလည်းထက်မြက်တာကြောင့်ချယ်လ်ဆီဘက်ကချိပေါက်ကိုတကူပြန်ရနိုင်ပေမဲ့အာဆင်နယ်ကပဲပွဲကိုထိန်းချုပ်ပြီးတော့အနိုင်ရသွားဖို့ကများပါတယ်။ပွဲကအရင်အကျိတ်နဲ့ရှီလွတ်မယ်ဆိုရင်တော့နှစ်သင်းစလုံးအမှားမခံမဲ့ကစားရင်းနဲ့လည်းတည်ကျသွားနိုင်ပါတယ်ရှင်။အာဆင်နယ်ရဲ့အကြီးကစားသမားတွေဖြစ်တဲ့ဆာကာနဲ့အိုဒီဂတ်တို့အစောပိုင်းမှာတင်ဂိုးရသွားခဲ့မယ်ဆိုရင်တော့ချယ်လ်ဆီဟာတိုက်စစ်ဖွင့်ပြီးတော့ကစားပါလိမ့်မယ်။အဲ့ဒီအချိန်မှာအာဆင်နယ်ဟာ quality ကိုအသုံးချပြီးတော့ဂိုးတွေထပ်သွင်းနိုင်ပါတယ်။ကျမတို့ခံမှန်းချက်အရဆိုရင်တော့အင်ရှင်နှစ်ကိုချယ်လ်ဆီတကူနဲ့အနိုင်ရမယ်လို့လည်းခံမှန်းမိပါတယ်။ကဲအားလုံးပဲဒီပွဲမှာဘယ်သူနိုင်မယ်လို့ထင်ပါလဲ။အိမ်ကွန်းအားသာချက်ရှိတဲ့အာဆင်နယ်ကကတ်နိုင်သွားဖို့များတယ်ဆိုပေမဲ့ဒါဟာဂျာဘီပွဲစဉ်ဖြစ်တာကြောင့်ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ပရိသတ်ကြီးတို့ရောအာဆင်နယ်ပရိသတ်လားချယ်လ်ဆီပရိသတ်လားဘယ်သူနိုင်မလဲဆိုတဲ့ခံမှန်းချက်လေးတွေရှိတယ်ဆိုရင်တော့ဗီဒီယိုလေးရဲ့ comment မှာရေးပေးကြပါအောင်နော်။အခုလိုပွဲစဉ်နေတဲ့အတူခံမှန်းကိုရလက်လေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးပါအောင်ရှင်။ကြည့်ရှုအားပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်။